ကျေးဇူးတင်ပါတယ်မကြားလိုက်လို့ပြန်ပြောပါဦး Hey Thank you ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့မောင်လေးရဲ့ဒီဆိုမှုနဲ့ပတ်သက်ပြီးတော့ဆရာတို့ကမောင်လေးကို comment မပေးရကြပြီเนาะဆရာဟုတ်ကဲ့ပါအမတ်တရ comment လေးကြားပြရစီရှင်သားတို့ထွက်သွားတော့တကယ်တတိယမိပါတယ်အထူးသဖြင့်ဒီပြိုင်ပွဲတစ်လျှောက်မှာအထူးခြားဆုံးတင်ဆက်သူကဘာချက်တာဖြစ်နေအမှတ်စရာစရာတွေအများကြီးပဲနော်မှတ်ရစရာမှတ်ရစရာအခုလိုပြန်တွေ့ရတာဝမ်းသာတယ်ဘာတစ်ခါကျသားစိတ်ပြောပြီးတော့အရှုံးပေးမှလည်းကြောက်တယ်ဒါပေမဲ့အခုဒီလိုတက်တက်ကြွကြွပြန်တွေ့ရတယ်ဆိုတဲ့သချင်းလေးကလည်းရွေးထားတာအခုသူကြားလောက်ပြီးထင်လားကိုဆိုလဲတာကြားလို့ထင်တယ်ဗျာကဲအဲ့ဒီကိစ္စလည်းအောင်မြင်ပါစေโอเคပါဘာဖြစ်ပါတားမငကိုတွေကဒီအားလုံးပေါ့နော်အခုပြန်ပွဲဆရာတို့တိုင်စားထိုင်နေစအားလုံးဆိုတဲ့အထက်မှာထူးခြားတဲ့အတိုင်ပန်ရှင်ကတားမဒီ husky voice လေးနဲ့ထူးခြားပါတယ်အခုဒီတချင်းလေးလည်းတားနဲ့လိုက်တယ်အဲ့တော့
အဆင်ပြေဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဆက်ပြီးကြိုးစားအောင်နော် ဟုတ်ကဲ့ပါဆရာ ကျေးဇူးများကြီးတင်ပါတယ်